ကောင်လေးကမွေးကလေးကပြန်တန်းနိုင်တဲ့အစွမ်းပါလာခဲ့တာပါသူ့ကိုကာကွယ်ဖို့အတွက်အဖေဖြစ်သူဟာအိမ်ပတ်လည်မှာဘေးကင်းရေးပိုက်ကွန်တွေတက်ဆင်ပေးထားခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကြီးပြင်းလာတာနဲ့အမျှပြန်တန်းထွက်ပြေးတာကိုတားဆီးဖို့ပုံမခက်ခဲလာခဲ့ပါတယ်မိခင်ဖြစ်သူဟာကောင်လေးကိုမျက်စိအောက်ကအပြောင်းမခံနိုင်ပဲစိုးရိမ်စိတ်တွေလွန်ကဲနေခဲ့ချိန်မှာအဖေဖြစ်သူဟာစူပါဟီးရိုးစစ်တယောက်လိုကောင်းကင်ထဲပြန်တန်းပြီးကောင်လေးကိုဘေးကင်းနဲ့အမြဲတမ်းပြန်ခေါ်ဆောင်ပေးခဲ့ပါတယ်တနေ့မှာတော့အမျိုးသားတယောက်ဟာတတိဝယ်ဖို့အိမ်တကားကိုလာခောက်ခဲ့ပေမဲ့အဖေဖြစ်သူဟာအဲ့ဒီလူဟာအထူးစွမ်းရှိသူတွေကိုလိုက်လံဖမ်းဆီးနေတဲ့စူးစမ်းထောက်လှမ်းရေးစပိုင်းတယောက်ဖြစ်မှန်းလုံးဝမသိခဲ့ပါဘူးအဲ့ဒီညမှာပဲမိခင်ဖြစ်သူဟာတခုခုမှားယွင်းနေကြောင်းခံစားမိလို့နိုးလာခဲ့ပြီးသူမရဲ့အာယုံခံစားမှုအစွမ်းကိုသုံးကခင်မွန်းဖြစ်သူကိုနှိုးလိုက်ပါတယ်ထိတ်လန့်စရာကောင်းစွာနဲ့ပဲလက်နက်အပြည့်စုံတက်ဆင်ထားတဲ့ရန်သူရာပေါင်းများစွာဟာအိမ်စီကိုဝိုင်းရန်ပိတ်ဆို့လာကြတာကိုသိရှိလိုက်ရပါတယ်။ဖေဖြစ်သူဟာသူတို့ရဲ့လျှို့ဝှက်ချက်ပေါက်ကြားသွားပြီဖြစ်ကြောင်းချက်ချင်းသဘောပေါက်သွားပြီးပြန်လည်ခုခံဖို့အချိန်မရှိတော့တာကြောင့်ဇနီးနဲ့သားဖြစ်သူကိုမြေအောက်ခန်းကနေတဆင့်အမြန်ထွက်ပြေးခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်သူတယောက်တည်းအပြင်ကိုထွက်သွားပြီးရန်သူတွေကိုရင်ဆိုင်ကအဖမ်းခံလိုက်ပါတယ်။ရန်သူတွေဟာသူ့ရဲ့အစွမ်းတွေကိုကြိုတင်သိရှိထားပြီးအပြည့်အဝပြင်ဆင်လာကြတာပါ။ရုတ်တရက်အဖေဖြစ်သူဟာရန်သူတယောက်ကိုဖမ်းဆွဲပြီးအပေါ်ကိုပြန်တန်းဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီရန်သူမှလည်းအထူးအစွမ်းရှိနေခဲ့ပါတယ်။အခြားရန်သူတွေဟာအပြေးလွှားရောက်ရှိလာပြီးအင်အားကိုတဖြည်းဖြည်းလျှော့ချပေးတဲ့အထူးပြုလုပ်ထားသောကြိုးတွေနဲ့ချီနှောင်လိုက်တာကြောင့်အဖေဖြစ်သူဟာလေထဲမှာမလှုပ်ရှားနိုင်ပဲကူညီရမဲ့ဖြစ်သွားခဲ့ပါတယ်။သူကဇနီးဖြစ်သူကိုစိတ်ထဲကနေအမြန်ထွက်ပြေးဖို့တိုက်တွန်းရင်းမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းကျဆင်းသွားခဲ့ပါတယ်။တစ်ဖက်မှာတော့မိခင်ဖြစ်သူဟာသားဖြစ်သူကိုခေါ်ဆောင်ကအခြားမြို့တစ်မြို့စီထွက်ပြေးခဲ့ပါတယ်။ကောင်လေးဟာသူ့ရဲ့အစွမ်းတွေကိုမထိန်ချုပ်နိုင်သေးတာကြောင့်မိခင်ဖြစ်သူရဲ့ကူညီမှုကိုအစဉ်အမြဲလိုအပ်နေခဲ့ပါတယ်။မိခင်ဖြစ်သူဟာကောင်လေးကိုအမြဲတမ်းဘေးမှာထားရှိရတာကြောင့်လူတွေရဲ့စိတ်ဝင်စားစူးစမ်းမှုကိုခံခဲ့ရပါတယ်။ဒါကြောင့်မိခင်ဖြစ်သူဟာဂိုဒေါင်းတစ်ခုကိုဝယ်ယူလိုက်ပြီးတားဖြစ်သူကိုအစွမ်းတွေထိန်းချုပ်တတ်အောင်တင်ကြားပေးပါတော့တယ်။မိခင်ရဲ့စိတ်ရှည်လက်ရှည်တင်ကြားပေးမှုကြောင့်ကောင်လေးဟာအောက်ကိုဖြည်းဖြည်းချင်းပြန်လည်ဆင်းသက်နည်းကိုတက်မြောက်သွားခဲ့ပါတယ်။သို့တော်လည်းကောင်လေးအရွယ်ရောက်လာသည့်တိုင်အောင်သူ့ရဲ့အစွမ်းတွေဟာမကြာခဏရုတ်တရက်ပေါက်ကွဲထွက်လာတတ်သေးတာကြောင့်လေးလံတဲ့ကြောပိုးအိတ်ကြီးကိုနေတိုင်းလွယ်ထားရပါတော့တယ်။